မင်္ဂလာပါရှင်ဒီနေ့တော့ပိန်းနေသည့်အမြင်လေးတွေကိုကြော်စားကြည့်ကြရအောင်ပိန်းနေသည့်အစိမ်းကိုဟင်းချက်စားတာတော့ဒီတိုင်းစားဘူးကြမှာပေါ့နော်ဒါပေမဲ့ပိန်းနေသည့်အမြင်လေးတွေကိုတော့ကြော်မစားဘူးကြဘူးမလားအမတို့စီမှာတော့အမြဲတမ်းကြော်စားနေကြပါပိန်းနေသည့်အမဲ့တစ်လုံးကိုခွဲလိုက်မယ်ဆိုလို့ရှိရင်ပိန်းနေသည့်အမွှာချွတ်ချွတ်လေးတွေလည်းစားလို့ရမယ်ပြီးရင်ပိန်းနေစစ်လေးတွေကိုလည်းပြုတ်စားလို့ရမယ်ပြီးရင်အဲ့လိုအမွှာလေးကိုလည်းကြော်စားလို့ရပါတယ်နော်အဲ့ချက်စားကြည့်ကြပါနော်ပထမဦးဆုံးပိန်းနေသည့်ကိုခွဲလိုက်လို့ရှိရင်အမွှာချူလေးတွေကိုဖယ်ပြီးွားရင်အခုလိုမျိုးအမြင်လေးတွေကျန်တာကိုဓားလေးနဲ့လေးပြီးတော့ခွာထုတ်ပါမယ်ခွာထုတ်ပြီးလို့ရှိရင်ထုံးစံအတိုင်းပေါ့အမကတော့ဘာမှမပါပါဘူးစစ်သွန်အဖြူနေထောင်းလေးနဲ့ပဲကြော်မှာဖြစ်ပါတယ်အရင်ဆုံးပိန်းနေသည့်အမြင်လေးတွေရပြီဆိုလို့ရှိရင်တော့စပြီးတော့ကြော်မယ်ပေါ့နော်သူ့ကိုကြော်စားလို့ရှိရင်ကြတော့အချင်ထည့်ပြီးကြော်စားရင်ကိုကြတော့အချင်ရတာလေးနဲ့ပို့စားလို့ကောင်းပါတယ်မကတော့ဒီတိုင်းလေးပဲနှွားပြီးချင်းလက်လက်ဆက်ဆက်လေးပဲကြော်လိုက်တော့ချွတ်ချွတ်လေးပေါ့နော်ပထမဦးဆုံးစီရဲကိုစက်သွန်ဖြူနေထောင်းလေးထည့်မယ်ပြီးရင်မဆလာလေးပါထည့်ပြီးတော့စီတက်လိုက်မယ်ပေါ့နော်အဲ့ဒါမှအနှံ့မမွေးလေးနဲ့ပို့စားလို့ကောင်းမှာပေါ့နော်စီရပြီဆိုလို့ရှိရင်ပိန်းနေသည့်အမြင်လေးတွေကိုထည့်မယ်ပြီးရင်ခဏအုပ်ထားမယ်ပြီးရင်သူ့ကိုနူးဝအောင်လို့ဆိုပြီးတော့ရေလေးနည်းနည်းထည့်ပါမယ်ပြီးရင်စားလေးနဲ့ချုံမုတ်လေးနဲ့နည်းနည်းချင်းစီထည့်ပြီးတော့ပြန်မွေးမယ်ပြီးရင်အဖုံးလေးခဏအုပ်ထားပြီးနောက်ဆုံးမှာမဆလာလေးထပ်အုပ်လိုက်ပါမယ်အခါကြလို့ရှိရင်တော့ပျော့ပျော့အေးမွေးမွေးချွတ်ချွတ်လေးနဲ့ပိန်းနေသည့်အမြင်ချွတ်ချွတ်လေးရပါပြီရှင်ချက်စားကြည့်ကြပါဦးနော်အရန်ကောင်းပါတယ်စားဘူးတဲ့လူတိုင်းကတော့အရန်ကောင်းလို့ကြိုက်နေကြတာပေါ့နော်ပိန်းနေသည့်အမက်အိမ်မှာခွဲပြီးဆိုလို့ရှိရင်အဲ့ဒီအမြင်လေးတွေကိုမပစ်ပလိုက်ပါနဲ့အမလိုပဲလိုက်ချက်စားကြည့်ကြပါအရန်ကောင်းပါတယ်နော်တ िश ူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်